ကလူတော့မဝင်ကြီးကျန်ခြုံနေဝင်မယ်နဲ့နန်ဆော်ဦးကြတာဒါကျွန်တော်တို့ဆော်ဦးတယ်ဗျစဉ်းစားကြည့်ကွာမင်းနန်ဆော့ပါမယ်ဆိုမှတော့ကွာvision ကြီးယူရမယ်ကွာဘာမှမလုပ်ခြုံခိုပြီးတော့လည်းခြုံတတ်နိုင်အောင်မယ်ကွာပြီးတော့အောက်ပလေးတွေပါလောက်ပြအောင်မယ်ကွာအဲ့လိုတွေလုပ်ဖို့ဒီခြုံနဲ့လုံးဝမရှိမဖြစ်လို့လိုအပ်ပါတယ်โอเคရအဲ့အကုန်လုံးအမိုက်ကုန်လုံးလှုပ်ပလိုက်တော့အဲ့လိုလဲဆိုရင်ဒီနေ့ဗီဒီယိုမှာကျွန်တော်ကခြုံလေးလုံးဝဝင်မယ်ဆော့မှာပါကျွန်တော် game device စီမှာခက်ခဲမှု level တစ်ခုစီတိုးတော့မှာဖြစ်ပါတယ်အဲ့ဒါကြောင့်ခြုံနဲ့ပုံဝင်ရတဲ့ hero ဖြစ်လေပိုပြီးခက်လေပေါ့ကျွန်တော်အားလီကဲကတော့ခြုံနေနေတီးထားပြီးတော့ဖက်လိုက်တူပါတယ်အဲ့လိုကျွန်တော်ကူနေနေပဲဟိုဘက်ချန်ဟဲကကျွန်တော်ဟိုက်ပေါလာကတ်ပါတယ်ခိုင်းမြတ်သူထွက်ပြေးမလုပ်ပါဘူးကျွန်တော်ကြောက်ရွံ့ရှိပါတယ်အဲ့ချိန်မှာဟိုဘက်ချန်ဟဲရစ်ကလည်းဘာလို့လောက်တာလဲတော့မသိဘူးနော်အဲ့တော့ကျွန်တော်ကီးပေးလိုက်ပါတယ်ပြန်ကောင်းပါလေတို့ပဲဗျာအာလီဂိမ်းလေးကတော့ဟိုလိန်ကန်လိုက်ဒီလိန်ကန်လိုက်နဲ့အရာဆင်ပြေနေခဲ့တာပေါ့ဒါပေမဲ့ဟိုမှာတစ်ခုဖြောသွားပါတယ်အော် what the fuck ကျွန်တော်နောက်ဘက်ကကန်ကောင်းပါတယ်ဘာလို့လဲဆိုတော့ဒီမှာ danger regret ကြီးကျွန်တော်ဒီဘက်ကကျွန်တော်တို့နည်းနည်းချိန်နေကောင်းတယ်ပေါ့ဘာလို့ဆိုရင်အာလီဂိမ်းနဲ့ assistant လေးတွေရထားဆိုတော့ Okay ပါဒါပေမဲ့တကယ်ဇလန်ဒီမှာစတာပါအဲ့တော့တေးနေတယ်ဟာဆိုင်တော်ကြပါတော့မောင်လေးတော့ကွာစိတ်နာဝိုင်းမလုပ်ကြပါနဲ့တူတူများညမကြီးရတော့ကျွန်တော်ဒီဘက်ဆိုတော့9မိနစ်လောက်ရှိနေပြီပေါ့အမှဘာဖြစ်လဲဆိုတော့ကျွန်တော်ရဲ့ရွှေညံတော်စူးရောက်တဲ့အုံနောက်ကဂင်းရဲ့အတန်ကိုတော့ကိုမိလာခဲ့အဲ့တော့တေပါလုံးနဲ့တောင်းပန်နေလို့ပြောပါကျွန်တော် assistant လေးနည်းနည်းထပ်ရပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ဘာဖြစ်လဲဆိုတော့ကျွန်တော်ထပ်ပေးပါတယ်ခင်ဗျာအနည်းဆုံးတော့ကျွန်တော် 1k ရသွားပါပြီ1k လည်းမလဲပါဘူးအယောင်ကြီးလောက်ကြပါအောင်ရေခဲအမြန်ဝင်မှရမယ်ကျွန်တော်ရဲ့တင်ကိုအချိန်ကြီးထမ်းပေးပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ဒီချဲလန်ကိုအလွယ်တကူလေးနိုင်ရသွားပါလေတကယ်လွယ်ကူလေးနဲ့နိုင်ခဲ့တာပါနာတာလီယာမကိုင်မချင်းပေါ့ဟာဘလို့ခြုံနေဖြတ်မိသွားတော့ဟာနီကြီးတော့လက်ကတယ်ဟမ်အမစမဘာလို့ခြုံနေမှာအဲ့တော့ဒီ header ရဲ့ပတ်စရဘယ်လိုလဲဆိုရင်တော့ခဏရနော်အဲ့သူပတ်စရခြုံနေဝင်မှာအလုပ်လုပ်တာပေါ့အဲ့တော့သူခြုံနေဝင်လိုက်တဲ့နဲ့တွေးတက်သွားမယ်ပြီးတော့basic ထားလေးပို့ပြီးကြံသွားမှာဒါပါပဲအဲ့အကြောင်း header haircut နဲ့ဆိုင်တော့နည်းနည်းပိုခတ်တာပေါ့ဝရာဒူကျွန်တော်စောနေရဗျဒီဘွဲလဲဂင်းရင်တန်ပါမလားပါဘူးအိုးဟဲ့ခွင်းအုပ်မလားဟုတ်တယ်မိသွားပြီ system ယူပေးလိုက်တော့မှာโอเคအတော့ပေါ်မှာ Obsidia ဟောခုံသွားတယ်record လေးပြိုင်နေဖိတ်ထားတယ်တော့တက်လာတော့မှကျုံရော့အဲ့ဒီ yes ကောင်းရပြီအဲ့ဒီပြန်ဟီးပေးထားလိုက်တော့မယ်ခြုံနေတော့လိုက်ချလို့မရတော့ okay ရပြီwhat the fuck ရီဆိုင်ရပါလားလို့သုံးယောက်ကြားတယ်ဘာလာလို့လဲဘယ်လိုအစီအစဉ်ကဲပြီးတော့ရော့စပိတ်ရောအမဖီယာဟိအောင်မပြေးနဲ့ဆိုတော့ငါလိုက်လို့မရတော့မှချိုးပေါ်မှာနောက်တော့ဝင်ချလို့တော့မရချုံနေမှာမို့လို့အဲ့တော့မတရက်ကြည့်နေအောင်ခေါင်းလေးကနကလာဟုတ်တယ်ဗျာအမေရီဆန်းရှင်းဘယ်ကိုပြေးမလို့လဲအပတ်မပြေးနဲ့လို့ချိုးပြီးလိုက်လို့မရဘူးအော်အလဲမှာပတ်တယ်ဖြစ်ကုန်ပြီအဲကျွန်တော်လည်းဘာမှမသိဘူးတွေးတဲ့ကောင်ခေါင်းခောက်လိုက်တယ်ခင်ဗျာရရှိုးမိဘ
ကျွန်တော်ဒီနောက်ပိုင်းမှာတော့တိတ်ပြီးတော့ရေးမပါတဲ့ assistant လေးရပြီးတော့ဒီ header challenge ကိုကျွန်တော်တပွဲလေးနဲ့အောင်သွားပါတယ်အဲ့တော့ဒီ hero ကခြုံနဲ့မဝင်လို့မရဘူးအဲ့ဒါကိုခြုံနဲ့မဝင်မစော့အောင် ကျွန်တော်ဒီ channel နဲ့ပတ်သက်ရင်နည်းနည်းပြဿနာရှိနေပါတယ်အဲ့ဒါမဆယ်မှန်မို့ဒီပါ DJ ပွက်တယ် နိုင်ရောအဲ့တော့ကျွန်တော်နာတာလီယာကြီးကင်ပြီးတော့ခြုံနဲ့မဝင်မဲနဲ့အားလေးဂိမ်းမှာပတ်လိုက်ကူပါတယ်ကျွန်တော်အဲ့လိုဘက်တွေကူပြီးရတယ်ကျွန်တော်အပေါ်လေးမှာဝင်ပြီးတော့ချပြီးပါတယ်ကျွန်တော်ဝင်ချတဲ့ပုံစံဒီလိုမျိုးပါ What the fuck နော်လိုက်လုံးနေပြီဘာစိတ်မှုနဲ့တိုက်ငါရှိသေးရမင်းမသိတေးပါတော့အနည်းဆုံးကျွန်တော်ဘိုင်းတက်တာကိုကြီးလိုက်ရပါတယ်ဟိုကျွန်တော် AD ရရင်ချက်ချင်းမဲ့အပေါ်လောက်မိုးကုတ်ကိုအယိုးမထုတ်ဝင်နဲ့မျိုးဖြုတ်ပေးလိုက်ပါတယ်အင်ဂျင်ကတော့လွတ်သွားပါတယ်လေပြို bruh ကျေးဇူးတင်ပါတယ်လို့ ခဏကျွန်တော်မှဒီကီဘုံနဲ့ကိုပေါ်သွားလို့မှပြန်ပြီးတော့ကိုဖြောက်ပါတယ်အဲ့မှာကိုဖြောက်လဲဖြောက်ပြီးတော့ချက်ချင်းပဲမှကိုပြန်ပေါ်သွားပါတယ်ငါစိမ့်မြစ်โอเคခဏကိုဖြောက်နေနေငြိမ်နေတွေးစက်လောက်မှပေါက်လိုက်မယ်တွေးစက်လောက်မှ Okay yes ကျွန်တော်မှခြုံနေမပုံတော့ကျွန်တော်ဒီလိုမျိုးလေးပုံနေပေါ့မို့ကိုမြင်လာတော့မသိဘူးမမြင်တော့ထင်တယ်မြင်နေဟာ Okay ဒီနေရာတော့ဘယ်သူမှမြင်လောက်မယ်တော့မထင်ဘူးအဲ့တော့တယောက်လာတော့စောင်းတော့သူမှလည်းမလား Oh shit တွေးစက်လေးဝင်ပေါက်ဝေးလိုက်မယ် Okay ပါရမို့ကိုတော့မရတော့ကိုလိုတော့ဒီပိုင်းညာကြောက်မတွေ့ပိတ်စားအေးရီဆိုင်ချင်းပေါ်ရမ်းချင်းအဒီတုံးတယ်ကွာလိုက်ကုန်ပြက်လာတယ်နော်လိုက်လို့တော့မရတော့လင်းမပရိဖြစ်နေငါလိုက်ချတိုက်ကိုချရ yes ကောင်းအမှုကတော့မရအောင် no ကျွန်တော်မက်စမလော်ကီနေရောကျွန်တော်မက်စမမှာရီဆိုင်ချင်း vision ပြထားတယ်ဗျာရီဆိုင်ချင်းလိုင်းတော့မြန်ပေးလို့ရအောင်ပေါ့တဲ့နော်ဟာဘာမှလုံးလို့မရတော့ဘူးကွာခုနရီဆိုင်ချင်းရသွားလို့ကျွန်တော်ရှင်းနေချိန်မှာဗနီတရာရောက်လာကျွန်တော်လာတက်ပါတယ်အဲ့သူရတာဆိုတော့မရပါဘူးဒီမှာကျွန်တော်အုံနှုတ်ကဘလူးတွေလှုပ်နေလဲတော့မသိတော့မှကျွန်တော်တေးသွားပါတယ် stupid no wait အဲ့လိုနဲ့ပဲဒီပွဲကတော့ရှုံးသွားပါတယ်အဲကျွန်တော်ဒီပွဲက recording ဖမ်းမှုမိနေအောင်တော့ပွဲတော့လောက်မှစာရေးဖမ်းလိုက်ရတယ်ပြီးတော့ဂိမ်းတန်လည်းမပေါ့What the fuck ချုံနေရောက်လာဟာဟုတ်တယ်ခြုံနေဖြောက်သွားဒီဘက်ကျွန်တော်ဟိုက်ပါပြကျွန်တော်ဘတ်တွေကိုကိုမဖြောက်ရဲစားတော့နည်းနည်းကြာတော့ကျွန်တော်ကိုမဖြောက်ရဲစားရတယ်ဆိုတော့ level နောက်ကျဗျာ level နောက်ကျတော့ဟိုဘကဝိုင်းကန်တော့ညသူတို့ဝိုင်းကန်အပွဲပြီးရပြီပဲကျွန်တော်နောက်ဘက်ကြလုံးဝမသေးအောင်ဆော့ပါတယ်ဗျာဒါပေမဲ့မသေးအောင်ဆော့ဝင်မယ်ဘာဖြစ်လဲဆိုတော့ဟမ်
ထွက်လာကျွန်တော်ပါရထွက်လို့တင်တယ် နေရ ကျွန်တော်ဒေါသထွက်နေတယ် ငါကောင်းနေမှုနေပြီ I feel dizzy ငါကောင်းနေမှုနေပြီငါကောင်းနေမှုမောင်လေး အေး join ပြေးတယ်မရှိဘူးအပေါ်မှာအဲ့တော့တကယ်ထောက်ပါလားတကယ်ထောက်နေလာနေပြီအဲ့တော့တကယ်ထောက်တာဟာတကယ်ထောက်တော့တေးရောဒီအဲ့တော့ဘာလဲတော့မသိဘူးတကယ်ထောက်ပြီးတော့တကယ်ပြီးနေပါလေအေး break မတွေ့ကျွန်တော်ချက်တန်းနေအကုန်လုံးတော့အောင်ပြီပေါ့နော်အဲ့တော့ဒီနေ့ဗီဒီယိုဒီမှာပဲနားကျင်ပါတယ်ပြီးတော့ကျွန်တော်ပြောချင်တာဒီဗီဒီယိုအရင်လောက်ကြည့်လို့ကောင်းချင်မှကောင်းမှာပါလို့ဆိုတော့ကျွန်တော်စိတ်မပါပါဘူးဒီဗီဒီယိုလောက်ကြတာဘာဖြစ်ဆုံးနေကြည့်ရှုပဲသူတယောက်ချင်းကျွန်တော်ကျေးဇူးများတင်ပါတယ်နောက်မှပြန်နေကြမယ်တတာ